အားလုံးပဲမင်္ဂလာပါ My Voice My Life page ကနေကြိုဆိုပါရစေဒီတစ်ခါကတော့ကျွန်တော်ကအရင်ကကျွန်တော်တင်နေကြ travel blog လေးတွေမဟုတ်ဘဲနဲ့ဒီအလှပနဲ့ဆိုင်တဲ့ aesthetic purpose နဲ့ပေါ့နော်အဲ့ဒီကနေဆိုင်တဲ့treatment လေးအကြောင်းတစ်ခုကျွန်တော် review လုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ကအရင်ကဆိုရင်ညမှန်ပါဝတ်တာရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေးစစ်စာကြည့်လုပ်ခဲ့တယ်ပြီးတော့ဒုတိယမြောက်တစ်ခု treatment တစ်ခုဖြစ်တဲ့ဆိုရင်ကျွန်တော်အရင်တော့သွားတက်လေးထွက်တယ်အဲ့တော့တက်လေးပေါ့ကျွန်တော်ကုသမှုအတွက် brace တက်တိုင်းလုပ်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့တတိယ challenge တစ်ခုဖြစ်တယ်ကျွန်တော်ကဒီမျိုးရိုးကြောက်မယ်ပေါ့နော်ကျွန်တော်ရဲ့ညီတို့တွေရောပြီးကျွန်တော်တို့အဖေတွေဆိုရင်ကျွန်တော်ကဒီ gam ကြီးနေတာပေါ့ပြောရမယ်ဆိုရင်တော့အဲ့လိုဟာမျိုးပဲအတွက်လဲကျွန်တော်က surgery ရန်လုပ်ချင်တယ်ကျွန်တော်အရင်တော့ treatment တွေတခြား treatment တွေယူဘူးတယ်ပေါ့နော်ဒါပေမဲ့အဲ့လောက် effective မဖြစ်ဘူးဆရာဝန်ရတော်များပြောတာလေsurgery လုပ်တာတော့အကောင်းဆုံးပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တခုစိုးရိမ်တာတစ်ခုကကျတော့ဒါလွှဲတဲ့ခါကျရင်နောက်ပိုင်းမှာရေစီးကံပြိုတွေဖြစ်သွားနိုင်လားဒါမျိုးတွေကတော့စိတ်ပူစရာရှိတယ်အားကြောင့်မို့ကျွန်တော်ဒီ gam နဲ့ပတ်သက်ပြီးတော့ပေါ့နော် gam surgery နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်များဆရာဝန်နဲ့တိုင်ပင်နေစုံစမ်းတာတွေလည်းရှိရပေါ့နော်ဒါပေမဲ့အဓိကကတော့ကြောက်တာပါဒီပါဇက်တင်ငယ်တွေကကျွန်တော်သွားနှောင်းရင်လို့ထုံစည်းထိုးတာတော့ဘာလို့နဲ့ပတ်သက်ပြီးဆိုရင်ကျွန်တော်အရင်ကြောက်တတ်တယ်ဆိုတော့အခုဒီလိုမျိုး surgery လုပ်ရမယ်ဆိုတော့ကြတော့စိတ်ထဲမှာ ready ဖြစ်သေးဘူးပေါ့နော်တော်တော်လေးကြောက်တယ်ဒါမဲ့လည်းလုံးမယ်မလုပ်ဘူးနဲ့ဆုံးဖြတ်လာတော်တော်ကြာခဲ့ပါပြီဒါမဲ့ဒီတစ်ခေါက်တော့ကျွန်တော်လုံးမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါပြီပေါ့နော်အဲ့တော့ဒီ treatment နဲ့ပတ်သက်ပြီးတော့ကျွန်တော် review လုပ်တော့မှာဖြစ်ပါတယ်အခုကကျွန်တော်မလုပ်ရသေးဘူးကျွန်တော်ဘာမှလုပ်မှလဲဆိုတော့ဒီမဟီတော့စေတက္ကသိုလ်ပေါ့နော်အဲ့ဒီရဲ့ dental faculty မှာကျွန်တော်သွားလုပ်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်က professor နဲ့လည်း appointment ယူထားတာဒါပေမဲ့ဒီမေတော်ကျောင်းတွေကကျွန်တော်သိရတဲ့အတိုင်းပဲပေါ့နော်သူတို့ကလူနာဦးကြီးများတဲ့ appointment ကြာတယ်ဆိုတော့ကျွန်တော် appointment ရဖို့3လလောက်စောင့်လိုက်ရတယ်ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်ကဒီ appointment တစ်ခုရဖို့အဲ့လောက်ကြာရင်များသောအားဖြင့်ကျွန်တော် treatment မလုပ်တာများတယ်ပေါ့နော်မြန်လုပ်မြန်ပြီးမြန်ရတော့ဆက်ရမယ်အရင်သဘောကျတယ်ပေါ့ဒီခေါက်ရတော့3လလောက်အချိန်ပေးမယ်ကျွန်တော်တို့ကတော်တော်အဆင်ပြေပါတယ်ဘာလို့ဒီ3လအတွင်းမှာလုံးမယ်မလုပ်ဘူးဆိုတော့ already စိတ်က query ဖြစ်နေတော့မယ်ပေါ့နော်ဒါမဲ့လည်းကျွန်တော်ပွဲရတတာမျိုးတွေရှိတယ်ဒီ public speaking ပြောတဲ့ခါမျိုးရှိတယ်အဲ့လိုအပြင်မှာ community မှာစကားပြောခါမျိုးခါကြရင်တပ်ပုနေမှာရေးတဲ့ခါကြရင်အဲ့လိုကျွန်တော်ရဲ့တဖုံကအရန်ကြီးနေတာပို့ပြီးသတိထားမိလားသတိထားမိတဲ့ခါမှာဘာဆက်ဖြစ်လာလဲဆိုတော့ကျွန်တော်စကားပြောရင်အဲ့လိုနှက်ခမ်းကိုအဲ့လိုအုပ်ပြီးတော့ပေါ့နော်စိတ်ထဲမှာမတိစိတ်ကအဲ့လိုမျိုးစားဖြစ်လာတယ်အဲ့လိုစားဖြစ်လာတဲ့ခါကျတော့လုပ်လိုက်တာတော့ပိုကောင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်း3လအချိန် booking တင်ထားတဲ့အတွက်ကြောင့်မလို့ဒီ3လတည်းမှာကျွန်တော်ကောင်းပြင်ဆင်လို့ရတယ်အားကြောင့်ဒီတစ်ခါတော့လုပ်လိုက်မယ်ဒီအခြေအနေအရပြောမယ်ဆိုတော့နောက်ပိုင်းညနေကျွန်တော်အကျင့်ပါသွားနိုင်တယ်ပေါ့နော်ဒီနှက်ခမ်းကြီးအုပ်ပြီးပြောတာဆိုတော့အဲ့တော့ဆရာဝန်နဲ့ကျွန်တော်တွေ့ဆွေးနွေးတော့ဆိုရင်ဆရာဝန်ကျွန်တော်ဒီကအရင်ကြောက်တယ်ပေါ့နော်အဆင်ပြေပါမလားဒီ surgery လုပ်မဲ့အတွက်ကြောင့်မလို့ဒီသွေးယူတာမျိုးနောက်ပိုင်းညရဲ့လိုမျိုးတွေတောင်ပြောကောင်းတယ်ချုပ်ရိုးကြီးတွေနဲ့အရင်အဆင်ပြေပါမလားပြီးကျွန်တော်ကတကယ်အရင်ဆိုးရွားနေတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်ကဒီဟာကိုမကြိုက်လို့လုံးမဲ့ဟာဖြစ်တယ်ဆိုတော့တကယ်ရောအကျိုးရှိရလားအဲ့လိုမျိုးပဲပေါ့နော်မိကုန်းတွေအများကြီးကျွန်တော်မေးတယ်ဆရာဝန်တွေလည်းတကယ်လူတယောက်မှဆိုရင်ပေါ့နော်တခါကြရင်ဒီ aesthetic purpose ကတော့လိုမလိုဘူးဒါပေမဲ့လည်းတချို့တွေကလှုပ်ချင်တာမျိုးပေါ့နော်တချို့တွေဆိုကျွန်တော်ဆိုပြောရပါဒါတွေကလှုပ်ရှားမလို့ပေါ့နော်ဒါကိုယ့်ရဲ့ဒီမွေးရပါဒီပြောရမယ်ဆိုကိုယ် style တစ်မျိုးအနေနဲ့လည်းဖြစ်နိုင်တယ်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်စိတ်ထဲမှာကျွန်တော်ရေးလိုက်အရင်တဖုံးလေးပေါ်လာမျိုးတွေဟာစိတ်ထဲမှာတိတ်အဆင်မပြေတဲ့ခါကျတော့ကျွန်တော်ဒါလုံးမယ်ဆိုပြီးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုမလုပ်ခင်အခြေအနေဖြစ်ပါတယ်ပေါ့နော်လက်ရှိကတော့မလုပ်ရသေးဘူးဆရာဝန်ကတော့ပြောရချင်းမှာကျွန်တော်ရဲ့သွားကဒီပေးနေတာပေါ့နော်တဖုံးကပို့ပြီးကြီးနေပြီးတဲ့အတွက်ကြောင့်မို့သူတို့ကဒီတဖုံးကိုသူတို့ခွဲစိတ်ဖို့လိုတယ်အဲ့လိုခွဲစိတ်တဲ့ခါမှာတော့လေဆာနဲ့ခွဲတာပုံပဲနဲ့ရိုးဒီ gam surgery တော့ပြောပါတော့အဲ့ဒီဟာမျိုးသူတို့ခွဲပြီးလုပ်မယ်လို့ပြောတယ်ပြီးတော့ကျွန်တော်ရဲ့သွားကပေးနေရတဲ့ကြောင့်မလို့ကျွန်တော်ဒီအပေါ်ပိုင်းကို9ချောင်းသို့မဟုတ်10ချောင်းကိုဆရာဝန်ကလုပ်မယ်ဆိုရင် plan ထားတယ်အဲ့တော့ကျွန်တော်မနေ့ပြန်ဆိုရင်ကျွန်တော်ရဲ့ appointment ရောက်ပါပြီအဲ့ကြကျွန်တော်ပထမဦးဆုံးစပြီးတော့ gam surgery စလုပ်ပါတော့မယ်သူတို့ပြောတော့ gam surgery က minor procedure ဖြစ်တဲ့အတွက်ကြောင့်မလို့ဆေးရုံတက်ဆရာမလို့ပြီးတော့ဒီ procedure တိုင်းရလေတနားရီအတိုင်းခွဲလောက်ပဲကြာမယ်လို့ပြောတယ်အဲ့ဒါပြီးသွားရင်ဒီစားတောက်တာလည်းအကုန်ပုံမှန်စားလို့ရတယ်ပေါ့နော်အဆင်ပြေပါမဖြစ်ဘူးပြောတဲ့ကြောင့်မလို့အရင်တော့မစိုးရိမ်ဘူးဒါပေမဲ့လည်းကျွန်တော်ပထမအလုံးစားပြောခဲ့ဒီလိုမျိုးပေါ့နော်ဒီဟုံးငယ်ကလေးကတော့နှုတ်တာရယ်ဆိုရင်လို့ပါစက်
အနေထိုးတာတော့လားဆိုရင်ထုံစည်းထိုးတဲ့အချိန်လို့ဆိုတော့အရင်ကြောက်တယ်ပေါ့ဆိုတော့အနာဆုံးလို့ခံစားရလို့အဲ့တော့မနေ့ကျရင်ခွဲစိတ်တဲ့ဟာလုပ်တဲ့ဟာကျတော့ကိုယ်တက်ပို့ပြီးတော့ပိုနာမလားဆိုစိတ်ကအခုတိရှိပြီးတော့ nervous recovery ဖြစ်နေတော့မှာပဲအားကြောင့်မနေ့ကကြာရင်ကျွန်တော် surgery လုပ်တဲ့ဟာလေးကျွန်တော် video ရိုက်တို့ရလောက်ကိုကျွန်တော်ရိုက်သွားပေးပါမယ်အခု before procedure နဲ့ after procedure ဘယ်လိုဖြစ်မလဲပြီးတော့ follow ဒီဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော် video လေးမှာကျွန်တော်ရဲ့ blog လေးအနေနဲ့ကျွန်တော်ရိုက်သွားပေးမှာဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော်ရဲ့ blog လေးကိုဆက်ပြီးကြည့်ရှုပေးကြပါအောင်ခင်ဗျာခုတော့ဒီနေ့ appointment ရှိရဲ့အတွက်ကြောင့်မလို့စေရုံသွားနေပါပြီစိတ်ကစိုးရင်စိတ်လေးကတော့ဖြစ်နေတော့မယ်နားမှာဆိုလို့အဲဒါဆို cam ကတော့လောက်ရတော့မယ်နော်ဒီဆိုရဆေးရုံမှာကြတော့သူကဒီ clinic ကဟိုဘယ်လိုခေါ်မလဲ department နေမတူဘူးပေါ့နော်အဲ့တော့အခုကျွန်တော်လုပ်မဲ့ဒီ surgery ဟာကျတော့ဒီဆေးရုံရဲ့ရှစ်လွှာမှာရှိတဲ့ Prestige Clinic လို့ခေါ်တယ်ပေါ့နော်အဲ့ဒီ clinic မှာကျွန်တော်လာလုပ်ရတာပဲဖြစ်ပါတယ်အဲ့ဒါအခုကျွန်တော် booking တင်ထားပြီးသားဖြစ်တဲ့ကြောင့်မလို့ဒီရောက်တာနဲ့ဒီဆေးရုံရဲ့ဌာနကိုတန်းပြီးတော့လာလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာလောရတော့မယ်ဟာနီးလာလေးပိုပြီးရင်ခုန်လာလေးကတော့တော်တော်ဖြစ်နေတာပါ clinic ကိုတော့ရောက်ပြီခါနေကြရင် procedure တော့တယောက်ဝင်ရအောင်ကြောက်တယ်ခါနေကြရင်ပုံစံတက်ပေါ့နော်အခုမလုပ်ခင်မှာဆိုကျွန်တော်တို့ဒီ blood pressure အရင်ချိန်ရတယ်ပေါ့နော်ကျွန်တော်ရဲ့ blood pressure ကတော့မြင်တဲ့အတိုင်းပဲ149/86ဆိုတော့တော်တော်တက်နေတာပါဘာလို့ကျွန်တော်တော်တော်ကြောက်နေတာပဲဖြစ်ပါတယ်ဒီအခုချိန်ကတော့သူနာပြုဆရာမလေးတွေကတော့ရတယ်ဘာမှမဖြစ်ဘူးပေါ့နော်ဒါအခုအချိန်မှာဒီဆေးရုံရောက်လို့ဒါ stress ဖြစ်ပြီးတော့သွေးပေါင်ကြီးတိုးတာဆိုတော့ကိစ္စမရှိဘူးအခုကပိုပြီးစောင့်လေကျွန်တော်ပို့ပြီးတော့ကြောက်လာလေးတွေပေါ့နော်ကဲအခုတော့ကျွန်တော်ဆရာဝန်အခန်းကိုသွားနေပြီပဲဖြစ်ပါတယ်မကြိုင်နိုင်လောက်ရတော့မယ်အခုရောက်ချင်မှာဒါကျွန်တော်ထုံစည်းထိုးမဲ့ app ပေါ့နော် app မျက်နှာနဲ့တွေပဲကျွန်တော်တော်တော်သွေးတက်နေပြီလို့ပြောရမယ်ခင်ဗျဒါမဲ့လည်းအကုန်လုံးအဆင်ပြေခဲ့ပါတယ်ခင်ဗျဆရာဝန်ကြီးလုပ်နေတာကိုဗီဒီယိုရိုက်လို့မရတဲ့ကြောင့်ဓာတ်ပုံလေးပဲရိုက်ထားလိုက်ပါတယ်ကျွန်တော် procedure လုပ်ပြီးတော့ပါပြီအခုကထုံးစည်းလုပ်ထားတော့နှက်ခမ်းတော့ for နှက်ခမ်းအရန်ထုံနေအဲ့ဒါလေးတော့သိခါလို့မရသေးဘူးပေါ့နော်ဒါပေမဲ့လုံးဝနာကျင်မှုမရှိဘူးတကယ်အရန်တော်တယ်ပြောမယ်ဆရာလေးအခုဒီနောက်တစ်ပတ်နေကြရင် follow up ပြန်ခေါ်ထားတယ်အဲ့တော့လည်း follow up ကြရင်ပြန်လာမှာပါမယ်အခုတော့ဒီလိုလေးပါအရန်ဟာလို့မရသေးတော့ဒီလိုပဲကြည့်လို့ရတယ်အဲ့လိုဆိုရင်နောက်တစ်ပတ်ကြာရင် follow up နဲ့ပြန်တွေ့ပါမယ်အခုတော့ကျွန်တော်ကဒီ procedure လုပ်ပြီးသွားပြီဆိုတော့အိမ်ပြန်တော့မယ်စသတော့ကတော့ဘောနော်တောက်တယ်ဆိုပြီးတော့ဖြစ်ခဲ့တာလီ nervous တွေဖြစ်ပြီးတော့လေဘယ်လိုခေါ်မလဲဟို procedure မလုပ်ခင်မှာတော့မှလေသွေးပေါင်ကြီးနေအောင်တက်နေအဲ့လိုမျိုးတွေတော့ဖြစ်တာဒါပေမဲ့လုံးဝမနာဘူးဆိုတာထက်လေကျွန်တော်စကြောက်တဲ့ဟာဆိုရင်ပြောမယ်ဆိုရင်ဘယ်လိုခေါ်မလဲဒီထုံစည်းထူတော့အရန်ကြောက်တာပါဇက်ကိုထုံစည်းထူတော့အရန်ကြောက်တာအရန်နာမှာဆိုတော့လေဒီဆိုမဲ့ဆရာဝန်ကကျတော့အဲ့လိုထုံစည်းမထိုးခင်မှာကျွန်တော်ထင်တာတော့ local numbing cream လေးသုံးလိုက်တယ်ထင်တယ်ထုံစည်းထူကလုံးဝမသိဘူးပြီးနောက်ပိုင်းဆရာလုံးဝဘာပိတ်မှမရှိတော့ဆိုဘယ်တော့မှဆိုတော့ကျွန်တော်အိတ်တောင်အိတ်ပြောတယ်အိတ်ပြောတော့ဆရာဝန်ကတော့နိုးပြီးတော့ပါဇက်ဖွင့်မအောင်လှမ်းပြောရတယ်အဲ့လိုမျိုးပေါ့နော် procedure ကလည်း45မိနစ်လောက်ပဲကြာတယ်ပြောရမယ်ဆိုရင်အကုန်အချိန်ကြီးအားလုံးကောင်းတယ်ပေါ့နော်နာကျင်လုံးဝမရှိဘူးအခုလည်းနာကျင်တာမရှိဘူးတောက်ဆေးတော့ပေးလိုက်တယ်နာစာဖြစ်ခင်ရဲ့အကြိုက်ကြီးလောက်စီနဲ့ဒီပါစီတမိုလေးတောက်ဖို့ပေါ့နော်ပြီးတော့ကျွန်တော်ကိုနောက်ပတ်မှာချုပ်ရိုးဖြေဖို့အတွက်ပြန်ခေါ်တယ်ဒီကြားထဲမှာကတော့အစားအသောက်တွေနဲ့ပတ်သက်ပြီးအကုန်စားလို့ရတယ်ဘာမှစိုးရိမ်စရာမရှိဘူးအဓိကသွားတိုက်တဲ့အခါကျရင်အရင်အားနဲ့မတိုက်ဖြစ်နေဒီ soft ဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးတိုက်ပေးလို့ရတယ်တပတ်တန်ပြောလေးနဲ့ဝင်ပြီးတိုက်တော့ကောင်းပါတယ်တဲ့ကျန်တာတော့ဘာမှအထွေထူးရှောင်စရာမရှိဘူးဆိုတော့ဒီနေ့လုပ်ခဲ့ procedure ရဲ့ overall ကတော့အရင်အဆင်ပြေတယ်ကျွန်တော်စပြီးတွေးထားလုံးဝလို့အရင်ကြောက်အောင်မယ်လို့မဖြစ်ခဲ့ဘူးဆရာအရင်တော့ပြောရမယ်ဒါဆိုရင်တော့လေအဲ့တော့ကျွန်တော် follow လာတဲ့နေ့ကျရင်အဲ့ကြိုင်နဲ့သွားချင်းနေဘယ်လိုရှိမလဲဆိုတော့ကျွန်တော်ဆက်ပြီးရိုက်ပြပါမယ်အခုကတော့ procedure ပြီးသွားပြီဆိုတော့သွားတော့ result ကတော့ချက်ချင်းပေါ်တယ်ဆိုပေမဲ့လည်းဒီဘယ်လိုခေါ်မလဲချုပ်ရိုးချုပ်ထားတဲ့အားလေးရှိနေသေးရလေးတခုပေါ့နော်ကျွန်တော်ပုံမှန်လေးပြထားပေးပါတယ်ကျွန်တော်မလုပ်ခင်နဲ့ချက်ချင်းလုပ်ပြီးသွားတဲ့အချိန်လေးမှာအဲ့ဆိုရင် follow နေကြမှာပြန်ပြီးတော့ video လေးနဲ့ဆက်တွေ့ပါမယ်ခင်ဗျာခွ
ခွဲစိတ်ပြီးသွားရင်9နိုင်ကြာပြီပေါ့နော်ဒါပေမဲ့ဂျာထဲမှာနားကျင်တာမျိုးမရှိဘူးဒါပေမဲ့သူရတော့စလိုက်ထွက်နေသေးရဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့ဖြစ်တော့ဆိုရင်တော့သွေးထွက်တဲ့ဟာလေးပေါ့နော်အဲ့လိုဟာမျိုးတွေတော့ရှိတယ်ကျန်တာမရှိဘူးနားကျင်တာမရှိပါဘူးခင်ဗျာအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကဒီ can surgery လုပ်ထားတာကိုနှစ်ပတ်ပြည့်လို့ချုပ်ဖြစ်ရမယ်နေပါအဲ့တော့အခုကျွန်တော်ချုပ်ဖြစ်ကိုသွားနေပါတယ်အခုနှစ်ပတ်ကာလအတွင်းမှာတော့ဒီခွဲအားစိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့ဘာပြဿနာမှမရှိဘူးဆိုလို့သွေးယူတာမျိုးတွေသဖုံးရောက်တာမျိုးတွေအဲ့လိုမရှိဘူးပေါ့နော်ဒါပေမဲ့ဆရာဝန်ပြောသလိုမျိုးပဲကျွန်တော်တို့ဒီသွားတိုက်တာတွေမှာဆိုကျွန်တော်တို့အမှားခက်ကြကြတိုက်လို့မရအောင်ပဲဒီတစ်ခါကျကျွန်တော်တစ်ခါသွားတိုက်တန်နေထိပြီးခါကျရင်ဘာဖြစ်လဲဆိုတော့သွေးတဖုံးကသွေးနေယူလာရှိတယ်ပေါ့နော်ဒါပေမဲ့လည်းအဆင်ပြေတယ်ဒါပေမဲ့တပတ်ကျော်လောက်အချိန်မှာကျတော့ဘာဖြစ်လဲဆိုတော့ဒီဘာလဲချုပ်ရိုးဖြည့်ထားတဲ့ကြိုးလေးတွေကနည်းနည်းချောင်းလာတယ်အဲ့ဒီဟာလေးဖြစ်ပါတယ်အဲ့ဒီဟာဖြစ်တော့အဲ့ကြိုးတွေကကိုကလည်းရှာနဲ့တို့ကလည်းပါတာပေါ့အဲ့တော့အဲ့မှာကြိုးလေးတွေရော့လာတယ်အဲ့ရော့လာတဲ့ကြိုးလေးတွေကပါဇက်မှာလို့ညှိတာမျိုးတွေအဲ့လိုနည်းပါခံမတင်တာမျိုးဖြစ်တယ်အဲ့တော့နောက်ဆုံးကျွန်တော်ကြိုးကကြီးနဲ့ဖြတ်လိုက်ရတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးတော့ပဲရှိတယ်ကျန်တာကတော့အရင်ထူးထူးမရှိပါဘူးအဲ့တော့ဒီနေ့တော့ကျွန်တော်ချုပ်ဖြေတော့မှာပဲဖြစ်ပါတယ်အားလုံးလည်းအဆင်ပြေပါတယ်အားကြောင့်မို့ကျွန်တော်ရဲ့ဒီဗီဒီယိုကနေဒီကန်ဆာဂျီနဲ့ပတ်သက်ပြီးတော့အထောက်ပံ့တစ်ခုဖြစ်ဖြစ်ပေါ့နော်အဲ့လိုကူညီဖြစ်ဖြစ်အဲ့လိုရတယ်ဆိုရင်ဝန်တာမိပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ရဲ့သွားကတော့အရင်ကထပ်ပုံမှန်တဲ့ဆိုင်တော့ပို့ပြီးတော့ကြီးလာပြီပေါ့နော်အဲ့လိုရရင်လည်းကျွန်တော်တို့အဆင်ပြေပြေနဲ့ကြီးလို့ရပြီဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ကျွန်တော်ရဲ့ဗီဒီယိုလေးအဆုံးလေးကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်အခုတော့ဗီဒီယိုမှာမြင်တဲ့အတိုင်းပဲကျွန်တော်ကတော့အရန်အောင်ပျော်နေတယ်ပေါ့နော်ကျွန်တော်ရဲ့ရွေးချယ်မှုလည်းမှန်ခဲ့တဲ့ဆရာဝန်ကောင်းကောင်းနဲ့လည်းတွေ့ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကဒီဗီဒီယိုလေးကနေကျွန်တော်ရဲ့ဒီ experience လေးကို share လိုက်ရခြင်းပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ